ကဲဒီဇလန်ကတော့မဂဒအင်ပါယာကြီးတစ်ခုလုံးပြိုကွဲပျက်စီးတော့မဲ့အန်နီယယ်နဲ့ရင်ဆိုင်နေရတဲ့အချိန်ကနေစတင်ထားတာပါတိုင်းပြည်ပြင်ပမှာ14နှစ်ကြာအောင်နေထိုင်ခဲ့တဲ့အမျော်အမြင်ရှိတဲ့ပညာကြီးစာနကြဟာတိုင်းပြည်ရဲ့ယူးရွေးလာတဲ့အခြေအနေကိုမြင်တဲ့အခါမှာတော့တိုင်းပြည်ကိုပြန်လည်စုစည်းပေးနိုင်မဲ့ခေါင်းဆောင်ကောင်းတစ်ယောက်ကိုရှာဖွေဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီအချိန်မှာလက်ရှိဧကရင်ဘိန္ဒုတာရာမင်းကြီးကလည်းဦးဂျီနီကပုံကံမှုတွေကိုတွားနှိမ်ရင်းရန်သူလက်ချက်ကြောင့်ဒဏ်ရာအပြင်းထန်ရပြီးအသက်ရှင်ဖို့အခွင့်အလမ်းတော်တော်လေးနည်းသွားခဲ့ပါတယ်ဒီသတင်းကိုကြားတာနဲ့နန်းတွင်းကမိဖုရားတွေဟာတိုင်းပြည်အနာဂတ်ထက်မိမိတို့ရဲ့သားတော်တွေကိုနန်းတင်နိုင်ဖို့အတွက်အချင်းချင်းအကွက်ချတိုက်ခိုက်လာကြတော့တာပဲအထူးသဖြင့်မိဖုရားစာတူးကသူမရဲ့သားကိုနန်းတင်ဖို့နီးလန်းပေါင်းစုံနဲ့ကြံစီနေတယ်လို့တစ်ဖက်မှာလည်းမိဖုရားနူးကသူမရဲ့သားဆီယာမတ်ကိုဧကရစ်ဖြစ်စေဖို့ဖခင်ဖြစ်သူစစ်တေနာပတိကျုံနဲ့ပူးပေါင်းပြီးအာနာလူပွဲတွေဖန်တီးနေပါတယ်ဒီလိုကိုချိုးရှာမှုတွေနဲ့ရှုပ်ထွေးနေတဲ့နန်းတွင်းကိုမြင်ရတဲ့အခါစာနကြကတော့လက်ရှိမင်းသားတွေဟာတိုင်းပြည်ကိုဥဆောင်ဖို့မထိုက်တန်ဘူးလို့ပြက်ပြက်သားသားယူဆလိုက်ပါတယ်ဒါပေမဲ့နန်းတွင်းနဲ့ဝေးခွာလာတဲ့တောအုပ်တစ်ခုထဲမှာတော့အာတောကလို့ခေါ်တဲ့ထက်မြက်တဲ့ကောင်လေးတစ်ယောက်ဟာသူ့မိခင်ဓမ္မနဲ့အတူရိုးရိုးရှင်းရှင်းပဲနေထိုင်နေပါတယ်အာတောကဟာငေပေမဲ့လေတကယ့်ကိုရေးရင်နေသူပါသူ့ကိုဝန်ရတ်တောဘရင်လို့ခေါ်ပြီးမတရားတဲ့စနစ်တွေကိုသူ့နီးသူ့ဟန်နဲ့တော်လှန်နေတာပေါ့တနည်းမှာတော့အာတောကဟာမတရားအခွန်ကောက်တဲ့စစ်တီတွေကိုပညာပေးပြီးထွက်ပြေးလာရင်လမ်းမှာစာနကြနဲ့ပထမဆုံးအကြိမ်စုံတွေ့ခဲ့ပါတယ်အဲ့ဒီမှာအာတောကရဲ့မကြောက်မရွံ့တုံ့ပြန်ပုံနဲ့ဘယင်ဆိုတာလက်နက်နဲ့အုပ်ချုပ်ရတာမဟုတ်ပဲပြည်သူတွေရဲ့နှလုံးသားကိုသိမ့်ပိုက်နိုင်ရမယ်ဆိုတဲ့စကားကြောင့်စာနကြဟာအတော်လေးအံ့အားသင့်သွားခဲ့ပါတယ်စာနကြကဒီကောင်လေးရဲ့မျက်လုံးထဲမှာဤဂရိတဘာရဲ့အကြီးချင်းတွေကိုမြင်လိုက်ရပြီးမဂဒပြည်ကိုကေတင်မိသူဟာဒီကောင်လေးပဲလို့ညှော်လင်းချက်ထားလိုက်ပါတယ်အာတောကရှိမှရှိတဲ့တိုးဝင်လက်စွပ်တစ်ခုကိုမြင်လိုက်ရတဲ့အခါစာနကြကဒါဟာဘိန္ဒုတာရာမင်းကြီးရဲ့လက်စွပ်မှန်ချက်ချင်းသိသွားပြီးအာတောကရဲ့မျိုးရိုးကိုစတင်စုံစမ်းပါတော့တယ်တစ်ဖက်မှာလည်းမိခင်ဖြစ်သူဓမ္မကအာတောကကိုမင်းသားမှမသိစေပဲဘေးကင်းအောင်ဖုံးကွယ်ထားပေမဲ့ကံကြမ္မာကတော့သူတို့ကိုစာနကြနဲ့စုံပေးလိုက်ပါပြီဇလန်းရဲ့အဆုံးသတ်မှာတော့စာနကြဟာအာတောကဟာမင်းကြီးရဲ့သားတော်ဖြစ်ုံနဲ့မကပဲတိုင်းပြည်ကိုကယ်တင်မဲ့အီဂရိုင်လောင်းလျာဖြစ်နေပြီဆိုတာကိုသိသွားတဲ့အနေအထားနဲ့စိတ်ဝင်စားစရာတင်ဆက်ထားတာပဲဖြစ်ပါတယ်